ဒီမှာတကယ်ချင်းဆင်းရဲခြင်း၄မျိုးဆိုတာသိလားနံပါတ်1ပတ်စံဆင်းရဲခြင်းဘာကြောင့်ပတ်စံဆင်းရဲခြင်းလာလဲဆိုလို့ရှိရင်တို့တွေကသူများနိုင်ငံကိုတက်လာခဲ့တယ်ဆိုတာကပတ်စံလိုခြင်းလို့ဟုတ်တာဟုတ်နံပါတ်2အချိန်ဆင်းရဲခြင်းဘာကြောင့်လဲတို့တွေရဲ့အချိန်တွေကတတိကိုရောင်းလာတာဖြစ်တဲ့တနေ့ကို350 400နဲ့โอเคနံပါတ်3ခွင့်ရခွင့်လန်းဆင်းရဲခြင်းလုပ်ငန်းမှာဆိုလို့ရှိရင်ခွင့်ရခွင့်လန်းဆိုတာလုံးဝမရှိဘူးเนาะသူတို့ပေးတဲ့လောက်ပဲရတယ်လုပ်ငန်းလုပ်တည်မကောင်းမဟုတ်ကောင်းတယ်လက်တလောမှာစားဖို့နေယူဖြည့်ချင်းပြရတဲ့နေရာတစ်ခုဖြစ်တယ်နံပါတ်4အသွေးခေါ်ဆင်းရဲခြင်းလူတယောက်မှာအသွေးခေါ်ကအရန်ကြီးဆုံးပဲเนาะဒါကြောင့်မို့သူများအလုံးမှာလုပ်မယ်ဆိုလို့ရှိရင်သူများပေးတဲ့လောက်ပဲရမယ်ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးမှာလုပ်မယ်စတင်မယ်ဆိုလို့ရှိရင်ကိုစူးစမ်းရင်စူးစမ်းတဲ့လောက်ရတယ်ကိုလုပ်ရင်လုပ်တဲ့လောက်ရတယ်ကိုကမလုပ်ဘဲနဲ့ငုတ်တုတ်ထိုင်နေမယ်ဆိုရင်တော့ဘာမှမရဘူးโอเคဒါကြောင့်မို့တွေးပါတကယ်ချင်းเนาะကောင်းတဲ့အတွေးခေါ်လေးတွေတွေးပါကောင်းတဲ့အတွေးခေါ်တွေတွေးပါကောင်းတဲ့အလုပ်တွေလုပ်ပါအောင်မြင်ခြင်းနဲ့ဆိုရင်အောင်မြင်သူရဲ့အတွေးခေါ်တိုင်းလိုက်တွေးတတ်ဖို့လိုတယ်6သိန်းတန်နဲ့ပေါင်းရင်6သိန်းရတဲ့နီလန်ရမယ်9သိန်းတန်နဲ့ပေါင်းရင်9သိန်းရတဲ့နီလန်ရမယ်တစ်ကြက်တန်နဲ့ပေါင်းရင်တစ်ကြက်ရတဲ့နီလန်ရမယ်နောက်တစ်ခုပြောပြကလေးလုံးဆိုတာသိတယ်နံပါတ်1မိတ်ဆွေကောင်းကျွန်တော်တို့တွေမိတ်ဆွေကောင်းတွေ့ဖို့လိုတယ်ဟုတ်တယ်နော်မိတ်ဆွေကောင်းကောင်းတဲ့မိတ်ဆွေကောင်းနံပါတ်2နေစနစ်ကောင်းကျွန်တော်တို့တွေအလုပ်တစ်ခုလုပ်မယ်ဆိုရင်နေစနစ်ကောင်းဖို့လိုမယ်နေစနစ်မကောင်းဘူးဆိုရင်ဘလောက်ပဲစူးစမ်းဘာမှအရာမထင်ဘူးနော်နေစနစ်ကောင်းဖို့လိုတယ်နံပါတ်3နေပြကောင်းခေါင်းဆောင်ကောင်းမှာပြောမယ်ဆိုရင်ခေါင်းဆောင်မကောင်းဘူးဆိုရင်ဘာမှလုပ်လို့မရအဖွဲ့အစည်းရမတိုးတက်ဘူးဟုတ်တယ်ဟုတ်ငါရရင်ပြီးပြီဆိုတဲ့စိတ်လုပ်တဲ့သူတွေနဲ့တွဲမယ်ဆိုရင်လုံးဝမရဒီကကိုရရင်ရတယ်လို့မျိုးကိုရဲ့ဖွဲ့သူဖွဲ့ထားကိုရဲ့ယုံကြည်လာတဲ့သူတွေကိုလက်စစ်ကန်မျှဝေပေးတဲ့သူကခေါင်းဆောင်ကောင်းနံပါတ်4ကိုယုံကြည်မှုကောင်းရှိဖို့လိုတယ်ကိုလုပ်တဲ့လုပ်တစ်ခုကိုယုံကြည်မှုကောင်းထားပါသိချင်တာရှိရင်မေးရမယ်မေးပြီးရင်တင်ယူရမယ်ပြီးရင်လေ့လာပြီးလက်တွေ့လိုက်လုပ်မယ်ဆိုရင်သူတို့အောင်မြင်တယ်လို့ကိုလည်းအောင်မြင်ရမယ်သူတို့ရတယ်လို့မျိုးကိုလည်းရရမယ်ရှက်နေမယ်ကြောက်နေမယ်ဆိုရင်ဘာတစ်ခုမှမရဘူးသူများကလည်းအောင်မြင်နေတယ်ကိုကအားကြနေမယ်နှစ်ဖူးပေါ်လက်တင်ပြီးစဉ်းစားနေမယ်ဆိုရင်ဘာတစ်ခုမှရမှာမဟုတ်သူတို့ဘလို့အောင်မြင်တယ်ဘလို့လှုပ်ဆောင်လဲဘလို့တွေတွားနေလဲဆိုတာကိုကိုကမေးရမယ်လေ့လာရမယ်သင်ယူရမယ်โอเค